ခုကျွန်တော်မျှဝေပေးမယ့်အကြောင်းအလေးကတော့ကျွန်တော်တို့ကင်နေတဲ့ဖုန်းကကျွန်တော်တို့ RAM ဘလောက် gig ဘလောက်ပါတယ်ဆိုတာကြည့်ရတဲ့နည်းလေးနဲ့ကျွန်တော်တို့ဘလောက်အသုံးပြုပြီးဘလောက်ကြံနေရဆိုတာကြည့်ရတဲ့နည်းလေးကိုကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါတယ်เนาะအရင်ဦးဆုံးကျွန်တော်တို့ပထမဦးဆုံး setting နဲ့အရင်ဆုံးဝင်မယ်เนาะပြီးရင်ကျွန်တော်တို့ဒီမှာ about phone ဆိုတဲ့ကောင်လေးတော့ကျွန်တော်တစ်ချက်ဝင်မယ်เนาะဒီမှာဆိုရင်သူ့ရဲ့ gig ကကျွန်တော်တို့ 256GB ပေါ့နော် RAM ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ RAM 8256GB ပေါ့နော်ဒီမှာကျွန်တော်တို့က internet storage က 256GB ပေါ့ကျွန်တော်တို့က RAM 8256GB ကိုမှကျွန်တော်တို့က 35GB ပဲလွတ်တော့တာပေါ့နော်အဲဆိုရင်ကျွန်တော်တို့က gig က200ကျော်လောက်ကိုအသုံးပြုထားပြီပေါ့နော်ဒီဖုန်းကဟုတ်ကဲ့ဗျအားလုံးပဲအဆင်ပြေကြပါစေနော် video delete တွေအများနဲ့တင်ပေးမှာမို့ကျွန်တော်ရဲ့အကောင့်လေးကို follow လေးလုပ်ပြီးတော့တဲလေးပြီးတော့ကြပါအောင်နော်